သာသာရင်ခံစားရလဲဆိုတော့ဒီတင်မစုံခွက်တွေအောက်နေတန်းလျှောက်လို့ရှိဒါတွေကြိုက်တယ်နည်းနည်းလေးလျှောက်လိုက်တာနဲ့9မိနစ်ပြင်ဖို့လျှောက်လို့မရဒါတွေကြိုက်ရင်ထိုင်းနေရအောင်ပြန်ထိုင်နေရတယ်စိတ်လျှောက်လို့မရတယ်အဲ့လိုဖြစ်ဘာမှဟောမပြဘူးဆွဲတော့သူကနောက်တစ်ခါထပ်ဆွဲတော့လည်းမကောင်းနောက်ကထပ်ဆွဲတော့မကောင်းတော့အများလည်းတိုက်တွန်းတာပေါ့နေတိုင်းဒီလိုခံစားနေရတော့မခံနိုင်တော့ဘူးမိသားစုကလည်းတိုက်တွန်းတယ်တငယ်ချင်းပေါင်းသေးတွေကတိုက်တွန်းတယ်ဒီလိုပဲဒီဆေးရုံကကောင်းတယ်ပေါ့ဟောပြတော့သွားပြီးတော့အပေါင်းအသင်းတွေသူတို့ကနေပြီးတော့ဒီသွားဘူးတယ် Mr. Neo present with our department with the severe back pain. He cannot stand up, he cannot walk because of the severe pain. He also has the leg pain, both leg, right and left. When he get up and he walk, he feel the something like the electric shock pain down to both leg, and he also has the numbness on the both leg and feet. I sent him to do the MRI on the lumbar spine. The MRI showed the severe nerve compression at 3 levels of the lumbar spine from the 3, 4, 4, 5 and 5S1. I recommend him to do the surgery by the endoscopic decompression. ကျွန်တော်အကုန်လုံးပြောပြလိုက်တော့ဟောပြီးတော့ခွဲတာအကောင်းဆုံးပဲဆိုပြီးတော့သူကဟောဆေးထိုးရင်တော့6လအများဆုံးဒီလောက်ပဲခွဲမယ်ဆရာကျွန်တော်ငကိုလေးကခွဲမယ်ဆိုပြီးတော့လာတာ We do the 3 level of the lumbar spine by the endoscopic decompression. Very minimal invasive surgery. So after the surgery, he can get up, he can walk without any pain. He stay in the hospital only 1 day, and after that he can discharge. ကောင်းပါလေကျွန်တော်အခုလမ်းဆိုရင်အခုဟိုတယ်မှာရှောက်လမ်းမှာဆိုရင်အနည်းဆုံး1000ရှောက်တယ်တစ်ခါရှောက်နှစ်ခါလောက်တော့ရှောက်ဖြစ်ဟိုကောင်းသွားတယ်ဘယ်လောက်မှဘာမှမကျင်တော့ဘူးဘာမှလည်းမခံစားရနာတာကျင်တာဘာတစ်ခုမှမရှိတော့ရှောက်လို့ကောင်းတယ်အဲ့လိုဖြစ်သွားတော်လေးကိုကျေးဇူးတင်တဲ့ဆရာကြီးကိုပေးပါကျွန်တော်ကတော့အတိုင်းနိုင်လို့ဒါမျိုးဖြစ်လာရဲ့လို့ကျွန်တော်လွတ်မှာအကောင်းဆုံးဆိုတာကျွန်တော်ညွန်ပြမှာပါအဲ့ဒီဘက်ကတော့စိတ်ချကျမ်းမာရေးနဲ့ပတ်သက်လို့ကတော့သူတို့ဒီဘာလဲအပေါင်းအသင်းပါညာကတော့အကုန်လုံးအကြံဉာဏ်ပေးမှာပါဒီကိုသွားဖို့ဒီမှာဒီစိတ်ရုံမှာဟိုပြုတ်ဖို့ဥတာဖို့တကယ်ဟိုပေါ့ဒီကနေပြီးတော့ဝန်ဆောင်မှုတအားကောင်းတယ်